ကဲဒီနေ့မှာတော့ကျွန်တော်တို့ဒီနှစ်ကောင်ပြစ်မှာပေါ့နော်ဒီမှာ OPM Blue ဆိုတဲ့ပဲနေဒီတော့တုတ်ကြီးနဲ့ပြစ်မှာပေါ့နော်ဒီကောင်လေးဘယ်လိုပြစ်ကြမလဲဆိုတော့ကျွန်တော်တူကြည့်ကြမယ်ကျွန်တော်ဗီဒီယိုလေးမတင်တာတော့ကြာသွားပြီဗျာ sorry အဲ့တော့လေကျွန်တော်နေထားတရက်မှာပါညာကြည့်ကြမယ်ဆိုရင်ဒါမှကျွန်တော်ပေါ်စည်းလေးကနေပထမဆုံးကြည့်ကြမယ်ဒီဘာမှမထားရင်ကောင်းတယ်ခင်ဗျာတုတ်ကြီးကောင်းတယ်ကဲတုတ်ကြီးကဘယ်လိုပြစ်မလို့ကြည့်ရမှာတုတ်ကြီးအာမိုင်တက်ကောင်းတယ်ဟာဒီကောင်မျိုးတို့ပြောရစီကံကြတော့မပေါ့လို့ပဲပြောတာနော်ဘာမှမဟုတ်ဘူးတာပဲပြောတာပဲပေါ့နော်ကဲကျွန်တော်တယောက်တစ်ဖက်စီကြည့်ပေးတာပဲကျွန်တော်အဲ့လိုမျိုးပြီးတဲ့လူဘက်ကမကြည့်ဘူးဗျာတင်မလားနိုင်တဲ့လူဘက်ကကြည့်ပေးโอเคခုချိန်မှာဘာညာနေထားဟာကောင်းပါလေခင်ဗျာတုတ်ကြီးရန်ကောင်းပါလေတုတ်ကြီးအနေနဲ့ဘယ်လိုဆက်ပြီးပြစ်သွားအောင်မလဲOPM Blue ရှေ့ကိုတက်လာပြီနော်ရှေ့တက်လာပြီဒါပေမဲ့တုတ်ကြီးတော့ဒါမှမဟုတ်အိုးကောင်းလိုက်ရ OPM Blue ကောင်းမယ်ကဲကောင်းတယ်ပဲဒါပေမဲ့လုံးဝထိတော့မထိတော့နော် OPM Blue ဒီတစ်ခါတော့ကောင်းတယ်တူဆိုရနေတာတစ်ခုမှာကောင်းပါပြီ okay သူရှင်းပြတယ်ကောင်းတယ်ခင်ဗျာ OPM Blue ကဲကောင်းမလှပရဲ့ပြချက်ကလေးနဲ့အိမ်မှန်တယ်ပေါ့နော်ဟိုဘက်ကအိမ်နည်းနည်းလွယ်ပါ okay ဒီထားဆက်လက်ပြီးကြည့်ရှုရမှာကဲတုတ်ကြီးနဲ့ရှင်းပြတော့ရောင်ကြီးကောင်းနေပြန်ပြီတကယ်ကောင်းနေကဲသူနေအာမိုင်ပါပဲတက်ပါတယ်နော်အာမမရှိဘူးတကယ်ကောင်းနေ OPM Blue ပါကွာစုံတော့သူကောင်းနေကြီးပြတယ်ဆိုရန်ကိုပဲကောင်းနေဟိုကဲကျွန်တော်5 2ဆိုရင်နေထားလိမ့်ပါမယ်ကဲတစ်ဖက်ကကြည့်ကောင်းပါကဲကျွန်တော်ကိုတုတ်ကြီးဘက်ကကြည့်ပြလိုက်မယ်တုတ်ကြီးဒီတော့ပါများโอเคပွဲတော့စားပြီနော်တုတ်ကြီးအိမ်နေလွဲနေရတယ်တဲ့တုတ်ကြီးကအိမ်နေလွဲနေပါတယ်တုတ်ကြီးအိမ်လွဲနေရပါဒါကြောင့်ပေါ်စီလေးကနေချက်ချိုးပါညာနေတာစင်ကြီးရောโอเคတက်ပြတယ်ရောကောင်းပါတယ်ကွာ OPM Blue ကဲကောင်းပါတယ်တော့တင်လာတော့โอเค OPM Blue တက်တယ်ဟိုဘက်ဒီဘက်ပတ်ပြကြတယ်ရောင်ကြီးဘာဖြစ်လို့ဖြစ်သွားမှာမသိဘူးကောင်းပါတော့မက်ဆေ့ချ်လာကြာမက်ဆေ့ချ်ကြာလို့စောင်းနေထစ်ပါ sorry okay ဒီထားဒီအကတော့ရခေါင်းနဲ့နေထားခုမှတွေ့နေပါလား OPM Blue နည်းနည်းတော့ထိထားတယ်ထိထားဆိုမှလည်းတုတ်ကြီးဒီတစ်ခါတော့ကောင်းမွန်ဆုံးလေးတော့သူ့အနေနဲ့ရှင်းထုတ်ထားတာပေါ့နော်ဆိုတော့ကောင်းပါတယ်သူโอเค OPM Blue ညီလေးကောင်းတယ်ရောကောင်းပါတယ်ကွာတုတ်ကြီးလည်းကောင်းတယ်ပေါ့နော်ကဲကျွန်တော်တို့ဟာဗီဒီယိုအတွင်းတော့ရောက်လာပြီဘာဆက်ဖြစ်မလဲလောဆယ်မှာတော့ OPM Blue ကတော့ကေးတာစီနဲ့အနိုင်ထားအောက်တွင်မြင်ရမယ်လိုင်းကြာနေရလားဘာလားတော့မသိဘူးเนาะ OPM Blue ကတော့လက်ကနေ PK တကယ်ပေးလိုက်ရပါပြီကဲတုတ်ကြီးနေနဲ့တက်လာဒီကောင်းတယ် OPM Blue ပါ
ဆုံးเนาะကောင်းတယ်စီဒီရဲ့သူကလည်းတူရတော့โอเคတပည့်ရောင်ကြီးတကယ်ကောင်းပါလေကွာအဲ့ဒါလာလေးတွေပြတ်သွားနော်ကျွန်တော်တက်လာပြီဒီကောတုတ်ကြီးအိမ်မှန်သွားနော် Opium Blue အိမ်လေးနဲ့လွှဲချုံသွားတုတ်ကြီးနေရှောင်းတိုင်းနေတဲ့နေထားတော့မနေအောင်ဆုံးအိမ်ကြီးလွှဲထားတယ်နေတော့ခုမှဆိုရှင်ကောင်းပါတယ်ခင်ဗျာတုတ်ကြီးကောင်းမွန်ဆုံးလေးလှပလေးဆုံးသက်ထားတာပါအရင်မြင်နေပါโอเคနေပြီတော့ဆက်စမ်းဒီတော့မှဆိုလို့ရှိရင်တို့တစ်ဖက်နဲ့တစ်ဖက်ဒီလေးကောင်းနေတုတ်ကြီးကောင်းနေရကောင်းပါခင်ဗျာတုတ်ကြီးတွေတဲ့ Opium Blue ရဲ့ပြေကိုတော့လိုက်လာတယ်ဆိုပါရောင်ကြီးတုတ်ကြီးတကယ်ကိုလှပတေးတတ်တဲ့အင်းလေးနဲ့တူမျိုးပဲတကယ်လှပရဲ့အနေထားတစ်ခုမှဒီလုံးပြနေတာပါကဲ3မိနစ်အတွင်းမှာဆိုလို့ကျွန်တော်တန်ကြီးကျွန်တော်တည်တော့ကြာလာပြီနော်ကောင်းနေညောင်စလုံးမစိုးနော်ကောင်းတယ်โอเคတုတ်ကြီးလာတယ်ကဲညောင်စလုံးကီးကိုကြည့်မယ်ဆိုလို့ကျွန်တော်တန်ကီOpium Blue ဘက်ကတန်ကီးနဲ့ကျွန်တော်ဒီဘက်ကတုတ်ကြီးရဲ့ဘက်ကတွေ့ဆိုပြီးတွေ့ရပါတယ်ဒီလိုပြရောင်းအိမ်မန်ဝါလာညောင်းဟီလာတယ်ဆိုကောင်းတယ်ကျွန်တော်ရင်ရပိုင်းကဗီဒီယိုလေးမတင်ဖြစ်တာတော့ကျွန်တော်တိတ်မအားလို့ပေါ့နော်ကျွန်တော်အခုလေးဒီနေ့ကျွန်တော်လေးဒီမှာပွဲဖြစ်တယ်နော်ကျွန်တော်နောက်နေ့မှာကျွန်တော်ဗီဒီယိုကျွန်တော်လည်းစောင့်နေတာရင်လို့ရန်တင်ပြဖို့ကတော့ခက်တယ်pistol တွေပါ3နိုင်ဘူးเนาะညောင်စလုံးရသူတို့ pistol တွေလည်းခွင့်ပြုထားတယ်တဲ့နော်သူတို့တစ်ဖက်ကကြီးမလောက်တာပဲ pistol ထုတ်ပြလို့ရတယ်ဆိုတော့ထုံးထားတယ်စီသူတို့စီကန်းကြတော့တိတ်မရှိဘူးเนาะ open နေများရတယ်လို့ level 3ရမှာပါအားမမရှိရတက်ကောက်လို့ရတယ်စီနေရတော့ဘာညာမရှိဟောရောထိရနော်ထိရဆိုရင်လည်းမရဘူး Opium Blue ဆိုတော့ Blue အတိုင်းပဲထိတခြားမသိကြည့်ပါဘာပဲဖြစ်ညောင်းလုံးကောင်းပါလေခင်ဗျာတော့ကီဘာညာစင်ပြီးပါဘောနော်တော့ဒီမှာတော့ Opium Blue 3 gate ထိနောက်ယူထားပါဒါဆိုတော့ရှေ့မှာတပွဲဆော့ပြီးသွားပြီပါဒီပွဲပြီးရင်တော့ပြီးသွားပြီပေါ့နော်ရှေ့ကပွဲကတော့ကျွန်တော်ကဘာမှမဟုတ်ဘူးအဲ့ဒါရှေ့ကပွဲတိတ်ကြည့်မကောင်းတော့မတင်ပေးတော့ဒီမှာပဲတင်ပေးလိုက်တော့ရှေ့ပွဲဘယ်သူနိုင်သွားလဲဆိုလို့ရှိရင် Opium Blue နိုင်သွားအောင်နော်ဒီပွဲဒါတကယ်လို့ Opium Blue နိုင်သွားခဲ့ပြီဆိုတော့ပြီးသွားပြီဆောင်းပွဲကြည့်လို့မကောင်းဘူးဒီပွဲတော့ကြည့်လို့မကောင်းဘူးတင်မပြီးတော့ဒီပွဲတော့မှန်ကန်မိုက်တယ်ကျွန်တော်ကဲစက္ကန့်30တွင်နေကိုတော့ကျွန်တော်တို့စက္ကန့်30တွင်နေတော့ဝင်လာပါပြီကဲစက္ကန့်30တွင်နေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Opium Blue ကတော့ဥဆောင်ထားပါတယ်ခင်ဗျာဘာညာနေငယ်တွက်နေဒီကတော့ကျွန်တော်တို့ကွာနေထားမှာတခုမှာ
โอเค 3K လုံးဝတော့လိုက်လို့မိမှာမဟုတ်တော့ဘူးနော်ဘာလို့ဖြစ်ကျွန်တော်တို့ရန်ကိုပဲကောင်းအောင်လှပ်ပါပါခင်ဗျာကဲမရတော့ဘူးနော်ကဲကျွန်တော်ဘာညာနေထားကိုဆိုလို့ရှိရင်တော့ OPN Blue ပဲထပ်မံအနိုင်ရရှိသွားတာတော့တွေ့မြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အားရခါလိုက် PUBG လို့လေးလုပ်ပေးပါမယ်ကဲသူတို့ဘာညာနေထားလေးတွေချက်တော့သွားပြီးတော့စကားပြောလေးရင်လိုပဲနားတော့ကြည့်ရအောင်နော်ကျွန်တော်ညောင်စတော့ခေါ်မယ်တုတ်ကြီးနဲ့ OPN Blue ညောင်စတော့ခေါ်လိုက်မယ်တော့ညောင်သေးတယ်ကဲဒီလိုပဲကောင်းမှလှပပါလေကဲဘယ်လိုပဲဖြစ်ဖြစ်ကောင်းပါ ပဲဖြစ်ဖြစ် ကောင်းပါကောင်းပါ ဘယ်တော့3 ကြာကြီးပဲကောင်းပါ 2 ဆိုတော့ညီလေးတုတ်ကြီးဘာပြောချင်သေးလဲ ကောင်းပါတယ်ကောင်းပါတယ်ဒါပေမဲ့ငါလည်းမကောင်းတာခက်တယ် အော်ညီလေးရတယ် ရှုံးတာပဲကွာငါလည်းငါအိမ်မှန်လို့ရှုံးရတာ ဟုတ်တယ်မင်းအိမ်နေလို့နေမှာကြည့် ငါလုံးမ free key ကကောက်သေးတယ်လုံးမတောက်ပြဘယ်လို free key တော့ဘယ်လို free key တော့ငါလုံးမ key ငါချိန်ပြရနေတယ်မင်းကောက်သွားတယ်မီးနဲ့ကိုကြည့်အောင်လေကွာဘယ်မှာမီးနေတော့မရှိဘူးစက္ကန့်ပိုင်းနေရှိသေးငါတရုံးမလီတဲ့မင်းပြက်အဲ့စက္ကန့်ပိုင်းလေးမလို့ပြတ်တော့တာလေဒီလားဘာတိုင်းလို့ပြစက္ကန့်ပိုင်းလေးမလို့ဘောပြလိုက်တော့တာလေစက္ကန့်ပိုင်းလေးမလို့ free ပြရတော့အေးမင်းရဲ့တော့ခိုင်းအပြင်ငါတိုင်းတော့မယ်လားတော့ခိုင်းငါမလုပ်နိုင်ပါတော့ ဒီဗီဒီယိုဒီလောက်ပဲပေါ့နော်ဘိုင်ဘိုင်